အခုကျမကိုကြီးလေးခုတော့တောင်းချင်တော့ပါရှင်ကျမနောက်ကိုလေဟိုယောက်ျားသုံးယောက်လိုက်နေလို့အဲ့ဒါအခုကျမကိုကြီးပေးပါအောင်နော် ဘာမှတော့မင်းပြောရယောက်ျားတောင်းအောင်ဆိုတာငါတော့မတွေ့ပါဘူး ပါတယ်ကိုတို့တို့ဟိုအကွယ်လေးနောက်မှာကြံနေခဲ့တာဟိုကျမကိုကြီးပေးပါကိုရယ်ကျမကလေမိကောင်းဖခင်သားသမီးပါဟိုအခုနဲ့ကျမနဲ့အခုလိုမျိုးစကားပြောပြီးသွားလိုက်မယ်ဆိုလို့ရှိရင်တို့ကျမတို့နောက်ဆက်လိုက်ရမှာမဟုတ်တော့ဘူး အေးပါကွာမင်းကဒါကြောက်နေရငါတော့တယောက်မှမတွေ့ဘူးဟုတ်တော့ရှိမဟုတ်တော့ရှိပါမင်းကလေးတယောက်တည်းသွားနေရတယ်စားလို့ရှိရင်ဒီမှာငါပါတော့မင်းတို့အနေနဲ့ကင်းတာပေါ့အဲ့တော့ငါနဲ့လိုက်ခဲ့ပါရတယ်နော် ဟုတ်ကဲ့ကိုဟိုဒါနဲ့လေအကူကဘယ်မှာနေရလဲမသိဘူး မင်းဘာလို့မနေရ အော်ဒီလိုပါကိုကျမကလေအကူနေရနေရတိလိုက်ရမှာမဟုတ်လို့ပါပြီးတော့လေအကူနေတဲ့အိမ်ထဲတွေကိုလေကျမနဲ့ကိုနဲ့အတူတူဝင်သွားမှဖြစ်မှာမလို့ဘာဖြစ်လို့လဲဆိုတော့အဲ့ခါကျမှသူတို့တွေကကျမနောက်ကိုဆက်မလိုက်ရတော့မှာကိုလေ မင်းလည်းကွာအဲ့တော့ဒီကြောက်မနေပါနဲ့မင်းပြောတဲ့သူ၃ယောက်ဆိုတော့ငါတယောက်မှမတွေ့အောင်မရှင်းနေရပဲလေအဲ့လောက်ကြီးကြောက်မနေပါနဲ့ငါနည်းနည်းကွာတီးတတ်ပါတယ်မင်းရတယ်နော်ဟိုရှိတာပါငါအဆောင်ရှိရလာလိုက်ခဲ့ ဟုတ်ကဲ့ကို Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။